အခုလိုမျိုးမိုးရွာပီဇာနဲ့မိုးလေးတွေဖွဲကြတဲ့အချိန်ဆိုရင်ဒီကောင်တွေအရန်ကြိုက်တယ်ဘာလို့လဲဆိုတော့သူတို့ဒီမြေကြီးတွေကနေပြီးတော့အကောင်လေးတွေရဲ့အနံ့နေပိုးကောင်လေးတွေကထွက်ကြတယ်ပေါ့နော်သူတို့ရဲ့ဒီမျိုးရိုးဗီဇမုတ်ဆိုးဗီဇအရာသူတို့ကသားကောင်ရှာကြတယ်သားကောင်ရှာကြတော့ဒီလေကွင်းထဲမှာဆိုတော့ကြတော့သူတို့ကအကောင်လေးတွေရှိတယ်ပြီးရင်ခွေးလေးတွေကသူတို့ရဲ့ဟိုအာယုံခံအင်္ဂါတွေကအရင်အဆင့်မြင့်တယ်လေသူတို့အနံ့နေပေါ့နော်အနံ့အာယုံခံအင်္ဂါပြီးလို့ရှိရင်သူတို့ရဲ့ဒီအကြားအာယုံခံအင်္ဂါတွေကအရင်အဆင့်မြင့်တယ်သူတို့ရဲ့အကြားအာယုံတွေဘယ်လောက်အဆင့်မြင့်လဲဆိုလို့ရှိရင်သူတို့ကဒီမြေကြီးအောက်မှာပြေးနေတဲ့အကောင်လေးတွေပေါ့နော်ကြွက်ကလေးတွေအကောင်သေးသေးလေးတွေရဲ့အသက်ရှူတန်တွေနှလုံးခုန်တန်တွေပြေးနေတန်တွေကိုသူတို့ကကြားနိုင်တယ်သူတို့ရဲ့နှာခေါင်းကလည်းသူတို့ကနှာခေါင်းနေမဟုတ်ဘူးသူတို့ရဲ့နှာခေါင်းရဲ့အထက်မှာရှိတဲ့ဘိုးမီရိုနေစေ organ လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအနံ့အာယုံခံအင်္ဂါပေါ့နော်သူကဓာတုပစ္စည်းတွေအထူးသဖြင့်အဲ့ဒါတွေကိုအနံ့ခံတာကျွန်တော်တို့လူတွေမှာအဲ့ဒီအနံ့ခံအာယုံအင်္ဂါမပါဘူးသူတို့မှじゃအဲ့ဒါပါတယ်အဲ့ဒီအနံ့ခံအာယုံအင်္ဂါကသူတို့အချင်းချင်းဆက်သွယ်တဲ့နေရာမှာလည်းသူတို့ကသုံးတယ်ဘယ်လိုချင်းတွေသုံးလဲဆိုရင်သူတို့ကတစ်ဖက်ကအာဟုကစိတ်ကြည်နေရလားစိတ်မကြည်နေရလားအဲ့လိုမျိုးဆိုရင်သူတို့ကအဲ့ဒီနတ်ခံအာယုံနဲ့အင်ခါအာယုံခံလိုက်ရင်သူတို့ကသိတယ်နောက်သူတို့ယာတီတွေပေါ့သူတို့ယာတီရောက်လို့ရှိရင်ဒီခွေးမတွေရှိတယ်သူတို့အမလေးတွေကသူတို့ကဒီအထီးလေးတွေကိုလက်ခံတာလားလက်မခံတာလားဆိုရင်လေသူတို့ကအဲ့ဒီနှာခေါင်းအထက်မှာရှိတဲ့ဒီဘိုးမီရိုနေစေဓာတုအာယုံခံအင်္ဂါပေါ့အဲ့ဒါနဲ့အင်္ဂါအာယုံခံလိုက်ရင်သူတို့ကသိတယ်ပေါ့နော်အဲ့ဒီအာယုံခံအင်္ဂါကပဲသူတို့အချင်းချင်းမှမဟုတ်ဘူးကျွန်တော်တို့လူတွေရဲ့ခံစားမှုတွေကိုလည်းသူတို့ကသိတယ်ကျွန်တော်တို့ပျော်နေရလားကျွန်တော်တို့ဝမ်းနေရလားကျွန်တော်တို့စိတ်ရှုပ်နေရလားအဲ့ဒါတွေအကုန်လုံးကိုလည်းသူတို့ကသိတယ်ဘာလို့လဲဆိုတော့အဲ့ဒီအာယုံခံအင်္ဂါကကျွန်တော်တို့ခန္ဓာကိုယ်မှာဖြစ်တဲ့ဓာတ်သဘောအပြောင်းအလဲတွေကိုသူကသိလို့အဲ့တော့အာဟုလေးတွေကကျွန်တော်တို့ထင်ထားတဲ့ပို့ပြီးတော့အများကြီး powerful ဖြစ်တယ်ပို့ပြီးတော့လည်းစိတ်ဝင်စားစရာကောင်းတယ်ပို့ပြီးတော့လည်းချစ်ဖို့ကောင်းတယ်သူတို့ကအခုဆိုရင်အဲ့ဒါမိုးရွာကန်နေပြီပေါ့နော်အပြင်မှာမိုးတွေကလည်းမှိုင်ညို့လို့နေတောင်ကောင်းကောင်းမထွက်ဘူးအဲ့ဒီအချိန်မှာဆိုရင်သူတို့ကဒီလေကွန်းနေတဲ့ကိုသွားရတာသူတို့ကကြိုက်တယ်ဒီမှာမအဲ့မဲ့ကျွန်တော်အရင်အမိတုတ်ကတော့ဘာမှဟဲ့ဘက်အမဲလိုက်ခြင်းစိတ်တော့မရှိဘူးတခါလေဆိုရင်သူများတွေအမဲလိုက်နေသူကဘာလို့ဆိုမြက်စားတယ်အခုလည်းဒီမှာလေကွန်းထဲမှာလမ်းသလားနေတာပေါ့မသိရင်ခဏနေမယ်အမဲလိုက်တော့မှလို့အရန်ကိုစိတ်ဝင်စားနေရလို့ဒီဟုတ်လည်းမဟုတ်ဘူးကျွန်တော်ရဲ့ YouTube channel လေးကိုအားပေးကြပါဦးlike share subscribe လေးလုပ်ပြီးအားပေးကြပါဦးเนาะကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအများကြီးထပ်တင်သွားမှာဖြစ်ပါတယ်ခုလိုမျိုးလေးပေါ့နော် live ဗီဒီယိုလေးတွေလည်းကျွန်တော်တင်သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ခြားစိတ်ဝင်စားစရာကောင်းတဲ့အာဟုလေးတွေနဲ့ပတ်သက်တယ်ပေါ့နော်ကျမ်းမာရေးဗီဒီယိုတွေကြည်စရာကောင်းတဲ့ဗီဒီယိုတွေဒါတွေလည်းတင်ပေးသွားမှာပေါ့ဒီမှာဆိုရှူပေါက်နေပြီအာဟုလေးတွေကရှူပေါက်ရင်လည်းသူတို့ကကျွန်တော်တို့ရှူပေါက်ရင်ဣပိုင်ပေါ့နော်အဲ့လိုအပေါ်လေးသွားတဲ့အချိန်ကျရင်လည်းသူတို့ရဲ့ပုံစံကို view site ကြည့်ရင်သိတာတယ်တကယ်လို့သခင်တွေပါလာရင်သူတို့ကဘာလုပ်လဲဆိုတော့အဲ့လိုရှူပေါက်ဣပိုင်နဲ့သူတို့သခင်တွေကိုသူကလှမ်းကြည့်တယ်ဒါဆိုသူတို့သခင်လို့အတိမတ်ပြုတယ်အလေးထားတယ်ပေါ့နော်ဒါကတော့ဒီညနေကတော့ဒီမှာဒီဆီယာမာကြီးရဲ့လမ်းလျှောက်ပုံတစ်ဖြတ်ပေါ့ဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျားတို့အာဟုလေးတွေအကြောင်းလဲ comment ထဲမှာဆွေးနွေးနိုင်ပါတယ်